ကျွန်တော်ယူပြောနေတဲ့အချက်တွေကကျွန်တော်လေ့လာထားတဲ့ organization Mr. Olympia stage ပေါ်မှာပြိုင်နေတဲ့တကယ်လက်တွေ့တချို့ဆရာဝန်တွေနားမလည်တာလေးကျွန်တော်ကြုံရတယ်အကုန်လုံးအပြင်မှာရုပ်ထုထုထားသလိုမျိုးတကယ်လှတယ်မဆယ်အစင်ကွဲပြဲနေတဲ့အဲ့တော့ medical test တွေပါကျွန်တော်မှာပေါင်းပြီးတော့မှကျွန်တော်ဒီအချက်လက်တွေသူတို့ရှိကနားလည်ခွင့်ရခဲ့တာဖြစ်တယ်မဆယ်အကုန်လုံးက6ကပ်ပြီးတော့သွေးကြောတွေထောင်နေမယ်အစင်လိုက်တွေပြတ်ထွက်နေမြန်မာနိုင်ငံက body builder တွေ stage ပေါ်ရောက်တဲ့အချိန်မှာတခြားနိုင်ငံကစားသမားတွေနဲ့ရှင်လိုက်လို့ရှိရင်ဘာကြောင့်တင်ပါအစင်းပေါ်တာတွေအားနည်းနေရတာလဲတင်ပါကြော်သားတွေပေါ်လွင်မှုကဘာကြောင့်သူများတွေကိုမမီရတာလဲဆိုတဲ့အဓိကအကြောင်းရင်းကိုကျွန်တော်ဒီမှာ sharing လုပ်ပေးမယ်ဆိုတော့သူတို့လိုနေတာဒီ cardio တိုးလို့ဖို့လိုနေတာမဟုတ်ဘူး calorie ထက်လျှော့ဖို့လိုနေတာမဟုတ်ဘူးတင်ပါလေးချင်းငန်းတွေအများကြီးထည့်ဆုပ်ဖို့လိုနေတာမဟုတ်ဘူးဆိုတော့ဘာလိုတာလဲဆိုရင်အဓိက hormone ပိုင်းကိုကျွန်တော်တို့ control လုပ်တတ်ဖို့လိုနေတာတကယ် state ပေါ်တက်တော့မယ် peak body တခုရောက်အောင်လုပ်ပြီးဆိုကျွန်တော်တို့က nutrition တွေ diet တွေ training တွေဒါတွေတင်ကြည့်လို့မရဘူးဒီက hormone ပိုင်းကိုသွားပြီး control လုပ်တတ်ဖို့လည်းလိုသေးတယ်ဒီအချက်လက်တွေကိုကျွန်တော်ကထောက်ပြတဲ့အကြောင်းရင်းကဆရာကြီးလို့ရှင်လို့မဟုတ်ဘူးကျွန်တော်လေ့လာထားတဲ့ organization ကတကယ် pro body builder တွေလုံးဝ stage ပေါ်မှာ Olympia stage ပေါ်ကရုပ်ထုထုထားသလိုကြည့်လို့ကောင်းတဲ့ကွဲပြဲနေတဲ့ body builder တွေစီကချက်လက်တွေကိုကျွန်တော်ပြန်ပြီး sharing လုပ်ပေးတာဖြစ်တယ်ကျွန်တော်လည်းဒီချက်လက်တွေကိုအလကားရခဲ့တာမဟုတ်ဘူးဒါပေမဲ့မြန်မာနိုင်ငံ body building လောကမှာအသုံးဝင်အောင်ကျွန်တော်ပြန်ပြီးအခမဲ့ free sharing လုပ်ပေးတာဖြစ်တယ် AI နဲ့ Google တွေကနေသွားခောက်ပြီးကျွန်တော်ဆရာပြန်လုပ်နေတာမဟုတ်ဘူးအဲ့တော့လူရင်းဆက်ပြောရမယ်ဆိုရင်ကျွန်တော်တို့ body builder တယောက်ပြန်ပွဲနီးလာပြီး fat percent တကယ်နည်းလာပြီးဒါပေမဲ့ lower back တွေမှာ Christmas တွေပေါ်တာအားနည်းနေတယ်တင်ပါအစင်းပေါ်တာတွေအားနည်းနေတယ်ဆိုရင်ကျွန်တော်တို့ hormone ပိုင်းကိုထိန်းချုပ်ဖို့လိုပြီးဘယ် hormone တွေကိုထိန်းချုပ်မလဲဆိုရင် stress hormone cortisol လို့ခေါ်တဲ့ insulin hormone estrogen hormone ဒီ၃ခုဒီအဓိကဖြစ်တယ်ဆိုတော့တစ်ခုနဲ့တစ်ခုကလည်းဆက်ဆက်မှုရှိတယ်တစ်ခုကိုထိန်းရင်တစ်ခုက auto ထိန်းပြီးသားလို့ဖြစ်တယ်ဒါပေမဲ့ဒီအချိန်မှာကျွန်တော်က peak body လိုချင်တဲ့အတွက် down ဆောင်အောင်၃ခုလုံးအလှည့်ထိန်းမှုလိုတယ်ဆိုတော့ကျွန်တော် stress hormone ကနေစပြောမယ်ကျွန်တော်ပြန်ပွဲနီးပြီဆိုရင် body builder အများစု training အပြင်းထန်လုပ်တယ် carbohydrate တွေအရန် short တယ် fat တွေအရန် short တယ်အဲ့ဒီအတွက်ခန္ဓာကိုယ်က stress ကနှစ်ဆသုံးဆကိုပိုတက်တယ်ပုံမှန်ထက်ဒီ cortisol level ကတချို့ steroid တွေကဒီ cortisol level ကို short ချပေးထားတဲ့ effect ရှိပေမဲ့မရဘူးတကယ်အစားအသောက်ကြောင့် training တွေကြောင့်တက်လာတဲ့ဒီ pressure တွေကြောင့်ပြန်ပွဲ pressure ကြောင့်ကျွန်တော်ဖြစ်လာတဲ့ cortisol ကိုကြိုက်တဲ့ steroid ကိုမလျှော့ပေးနိုင်တော့ဘူးအဲ့အချိန်မှာခန္ဓာကိုယ် stress level cortisol level ကခေါင်ခိုက်နေပြီအဲ့ဒီအချိန်မှာဘာဖြစ်တယ်လဲဆိုတော့ကျွန်တော်တို့ချနေတဲ့အစီအဲ့ဒီ peak body ရောက်ဖို့အတွက်လက်ကျန်အစီလေးတွေကချအရန်ခတ်သွားတယ်stress တွေဒီ cortisol hormone တွေငကိုအစီအများကြီးရှိပြီးသားလို့တော့ချရခက်စေတဲ့အစွမ်းတက်တီရှိတဲ့အတွက်ကိုလက်ကျန်အစီချဖို့အရန်ခက်ခဲနေတဲ့အချိန်မှာ stress များလာပြီဆိုကျွန်တော်တို့မှာချဖို့ဆိုတာမဖြစ်နိုင်တော့ဘူးအဲ့ဒီအတွက် stress hormone ကိုထိန်းဖို့လိုတယ်ဘယ်လိုပုံစံနဲ့ထိန်းမလဲဆိုကျွန်တော်တို့အနေထိုင်အစားအသောက်နောက်တစ်ခုအလေးအထားတွေပေါ့နော်ဒီ stress ရော့အောင်ကျွန်တော်တို့ဘယ်လိုနေမလဲဆိုတဲ့ဟာတွေနောက်တစ်ချက် supplement တွေကျွန်တော်တို့သုံးပေးရမယ် stress free ဖြစ်စေတဲ့ stress level ကို short ချပေးနိုင်တဲ့ supplement ကောင်းကောင်းတွေကျွန်တော်တို့သုံးပေးတတ်ဖို့လိုတယ်နောက်တစ်ဆင့်အနေနဲ့ insulin hormone ကိုကျွန်တော်ဘယ်လိုထိန်းချုပ်အောင်မလဲဆိုရင် carbohydrate နဲ့ထိန်းရမယ် carbohydrate ဒီ stress ကိုထိန်းပြီးဆိုရင် insulin ထိန်းရတာသိမခက်တော့ဘူး stress ရော့လာပြီဆိုရင် insulin ကိုထိန်းဖို့ပိုလွယ်သွားတယ်အဲ့အတွက် carbohydrate ကိုကျွန်တော်တို့က simple carbohydrate တွေထမင်းဖြူလိုဟာမျိုးတွေတက်နိုင်တယ်လို့ရှော့ပြီးတော့ complex တွေ fiber များတဲ့ carbohydrate တွေကိုဦးစားပေးပြီးစားဖို့လိုတယ်နောက်တစ်ချက်အနေနဲ့ဒီ insulin ထိန်းတဲ့နေရာမှာကျွန်တော်တို့ carbohydrate ကို complex carbohydrate တွေစားနေတာမှန်တယ်ဒါပေမဲ့အဲ့ဒီ glucose disposal လုပ်ပေးတဲ့ supplement တွေရှိသေးတယ်အဲ့ဒါလေးထည့်သုံးလို့ရှိရင်ကျွန်တော်ဒီ insulin ထိန်းရတာအရန်ပူလွယ်သွားတယ်ဆိုတော့ကျွန်တော်ခန္ဓာကိုယ်ဒီ insulin level အနေဆုံးမှာရှိနေလေလေစီလောင်ကျွမ်းမှုအားကောင်းနေလေဖြစ်တယ်အဲ့အတွက်ကိုဒါ insulin ထိန်းလို့ဒီပုံစံနဲ့ထိန်းလို့ရတယ် train ပါဒီနေ့မှာကျွန်တော်ဒီလှုပ်ရှားမှုအကြောင်းတွေစားပြီးရင်လှုပ်ရှားနေပါညာထည့်မပြောရတဲ့အဓိကအကြောင်းရင်းကျွန်တော်တို့ဒီ body builder တွေဖြစ်တယ်ကျွန်တော် target ထားတာဒီ body builder တွေကို sharing လုပ်ပေးနေတာဖြစ်တယ် body builder ဆိုတာပြိုင်ပွဲနီးလာလို့ရှိရင်ကျွန်တော် training က2ကြိမ်3ကြိမ် cardio တွေတောက်လျှောက်လုပ်နေတဲ့လူတွေဖြစ်တဲ့အတွက်ကျွန်တော်အထူးတလည်းမပြောတော့ဘူးကျွန်တော်တကယ်လိုအပ်တာ nutrition ကိုထိန်းရမယ် supplement လိုရင်သုံးပေးရမယ်လိုရင်မဟုတ်ဘူးသုံးသင့်တယ်ပေါ့နော်ဒီနိုင်ငံမှာအဲ့ဟာနဲ့ပတ်သက်ပြီး supplement သုံးတဲ့လူနည်းတယ်အဲအကြောင်းလည်းကျွန်တော်နောက် video တွေမှာ sharing လုပ်ပေးမယ်ဆိုတော့ဒါ insulin နဲ့ stress နဲ့ကိုကျွန်တော်ထိန်းလို့အဆင်ပြေပြီဆိုရင်နောက်တစ်ခုက estrogen ကိုထိန်းရမယ် estrogen ဆိုတာဒီကျွန်တော်အားလုံးကြားဘူးတယ်သတိထားမိတယ်ဒါပေမဲ့ကြော်သွားတယ်မထင်ထားဘူးအဲ့လောက်ဆိုမှအောင် estrogen ကိုကျွန်တော်တို့ steroid သုံးတဲ့ body builder တွေဒီဂိုင်းလိုတစ်ခုအတွက်ဒီ no ရင်ဘတ်ဆူလာတာတစ်ခုအတွက်ကိုပဲသူတို့ကကြောက်လို့ရှိတယ်တကယ်တော့ estrogen ဒီအဲ့ဒီလက်ကျန်အစီချတဲ့နေရာမှာအရန်အနောက်ချက်ပေးတာဆိုတော့အတူတူပဲ stress တွေ cortisol hormone ပေါ့နော် cortisol တွေ insulin တွေ estrogen တွေအကုန်လုံးကတန်တရားနဲ့လာတာတစ်ခုများရင်တစ်ခုပိုတက်တယ်အဲ့တော့တစ်ခုကိုချရင်တစ်ခုကသက်သာတယ်ဆိုတော့အဲ့ဒီ effect တွေရှိရတဲ့ကိုကျွန်တော်ဒီသုံးခုလုံးကိုတစ်ခါလေး control လုပ်ဖို့ဆိုတာဆေးဝါးတွေလည်းကူရမယ်နောက်တစ်ချက်အနေနဲ့ nutrition အနေထိုင်အစားအသောက်ပေါ့နော်ဒါကျွန်တော်ရှေ့မှာပြောခဲ့ပြီဆိုတော့ဒီ estrogen ကိုကျွန်တော်တို့အလွယ်ဆုံးထိန်းလို့ရတဲ့နီလန်ဒီအလွယ်ဆုံးမဟုတ်ဘူးဒီတစ်ခုပဲရှိတယ်ဘာနဲ့ထိန်းမလဲဆိုဆေးဝါးနဲ့ထိန်းရအောင် estrogen killer တွေကျွန်တော်တို့သုံးရတော့ဒီ estrogen killer သုံးတဲ့အချိန်မှာကျွန်တော်တို့က training ရော
nutrition ကိုအရင်ခယူဆိုင်ဖို့လိုတယ်နောက်တစ်ခုအနေနဲ့ကျွန်တော် steroid တွေ testosterone ထိုးနေသည်ဒီ estrogen level ကမြင့်နေမှာပဲအဲ့တော့ကျွန်တော်ဒီနေရာမှာပြောချင်တာ estrogen များနေလို့ကျွန်တော်တို့တင်မအဆင်းမာဆယ်တင်မမာဆယ်တွေအဆင်းမပေါ်တာလို့ကျွန်တော်ပြောချင်တာမဟုတ်ဘူး estrogen လိုတာထက်နည်းနေမှာပေါ်မယ်လို့ပြောတာနားလည်လားမသိဘူးရှိတဲ့ level တစ်ခုမှရှိနေတော့အဲ့တင်မမာဆယ်ကအဆင်းထင်တယ်လို့မပေါ်ဘူးအဲ့အတွက်ကိုကျွန်တော်တို့ကကျန်းမာရေးကောင်းတဲ့ estrogen level ထက်ကိုအောက်ကိုဆင်းဖို့လိုတယ်ကျွန်တော်ခန္ဓာကိုယ်မှာ maintain ရှိနေတဲ့ level ထက်အောက်ကိုဆင်းနိုင်မှအဲ့ဒီတင်မမာဆယ်ပြက်ပြက်တသားမြင်ရတာဖြစ်တယ်ဆိုတော့ဒီ estrogen က main ပဲဒီ estrogen နောက်ဆုံး hormone ကြီးကိုကျွန်တော်ချဖို့ share stress တွေ insulin တွေကိုကျွန်တော်ကထိန်းနိုင်ပြီဆိုရင်နောက်က estrogen ကိုဆေးတောက်ပြီးကျွန်တော်ချလို့ရတယ်နောက်တစ်ခု testosterone ဆက်ထိုးလို့မရဘူး estrogen ချနေတဲ့အချိန်မှာဆိုတော့ပြိုင်ပွဲနည်း2ပတ်3ပတ်မှာကျွန်တော်က testosterone ထိုးတာတွေကိုရပ်ထားဖို့လိုတယ်ဒါဆိုရင်ကျွန်တော်ဒီ hormone 3ခုကို control လုပ်လို့ရပြီပြိုင်ပွဲနည်း3ပတ်အလိုလောက်မှာတည်းကျွန်တော်တို့ကဒီ hormone control လုပ်လာပြီဆိုရင်ပြိုင်ပွဲနည်းတစ်ပတ်အလိုမှာကျွန်တော်ခန္ဓာကိုယ်ဒီ state ready အနေထားကိုရောက်နေလောက်ပြီအဲ့ဒီအချိန်မှာကျွန်တော်က peak weight လုပ်မယ်ပြီးရင် carbo loading လုပ်မယ်ဆိုလို့ရှိရင်ကျွန်တော်ခန္ဓာကိုယ်တကယ် peak result ကိုအမှမြင်ရမှာဖြစ်တယ်မာဆယ်တွေအကုန်လုံးက6ကပ်ပြီးတော့သွေးကြောတွေထောင်နေမယ်အစင်းလိုက်တွေပြတ်ထွက်နေမယ်အဲ့ဒီ result မျိုးရဖို့တော့ကကျွန်တော်တို့ဒီ hormone တွေပါထိမ့်ဖို့လိုတယ်အဲ့တော့ကျွန်တော်အခုလက်ရှိပြောသွားတဲ့အချက်တွေအားလုံးဒီhormone control အပိုင်းတစ်ခုတည်းပဲရှိသေးတယ်တခြား nutrition တွေဆေးကိုဘယ်ဆေးတွေကိုဘယ်ချိန်မှာရက်ရမယ်ဘယ်ဆေးတွေကိုပြိုင်ပွဲလေးထိသုံးလို့ရတယ်ပြိုင်ပွဲမနက်မှာဘယ်လိုဆေးတွေထည့်တောင်းရမယ်ပြိုင်ပွဲမတိုင်ခင်မှာဘယ်ဆေးတွေဖြတ်ထားရမယ်ကျွန်တော်ဒီဟာတွေကိုနောက် video တွေမှာပြန်ပြီး sharing လုပ်ပေးမယ်တခါတည်းအကုန် sharing လုပ်လို့ရတယ်ဒါပေမဲ့ video အရင်ရှည်သွားမှာဆိုလို့ကျွန်တော် video လေးတွေခွဲပြီးတော့နောက်အားရရက်တွေမှာ sharing ပြန်လုပ်ပေးမယ်အဲ့ဒီအတွက်ကိုအခုဒီနေ့မှာကျွန်တော်ပြောချင်တာကကျွန်တော်အခု sharing လုပ်တဲ့အချက်လက်တွေကလူငယ်တွေရောလေးလာနေတဲ့သူတွေရော body weighter တွေရောအားလုံး senior junior အားလုံးအတွက်အကုန်လုံးအသုံးဝင်တဲ့အချက်တွေဖြစ်တယ်နောက်တစ်ချက်ကျွန်တော်ပြောချင်တာဒီအချက်တွေကတော်ရုံတန်ရုံအဆင့်ပြောလို့ရတဲ့အချက်တွေမဟုတ်ဘူးကျွန်တော်ယူပြောနေတဲ့အချက်တွေကကျွန်တော်လေးလာထားတဲ့ organization ကျွန်တော်လေးလာထားတဲ့ pro body weighter တွေကျွန်တော်နာမည်တော့ထုတ်မပြောဘူးဒါပေမဲ့အဲ့ဒီလူတွေဒီ Mr. Olympia stage ပေါ်မှာပြိုင်နေတဲ့တကယ်လက်တွေ့အကုန်လုံးအပြင်မှာရုပ်ထုထုထားသလိုမျိုးတကယ်လှတယ်မာဆယ်အစင်ကွဲပြဲနေတဲ့ Proresia ချက်လက်တွေကိုကျွန်တော်ပြန်မျှဝေပေးတာဖြစ်တယ်ကျွန်တော်ကိုယ်တိုင်လေးဓာတ်တွေကိုအလကားရခဲ့တာတော့မဟုတ်ဘူးဒါပေမဲ့ဒီမြန်မာ body building လောကအတွက်လိုအပ်ချက်လေးတစ်ခုအနေနဲ့ကျွန်တော်ပြန်ပြီးထောက်ပြပေးတာလို့အားလုံးကိုမြင်ပေးစေချင်တယ်နောက်တစ်ခုအနေနဲ့ကျွန်တော်ပြောချင်တာဒီကျွန်တော်လေ့လာခဲ့တဲ့ body builder တွေဒီ hormone ဘိုင်းကိုတော်တော်လေးကို specialist ဆန်လွန်းတယ်ဒီကကျွန်တော်ဆရာဝန်တွေရှိမှပြန်ပေးရတဲ့အပိုင်းတွေရှိတယ်တချို့ဆရာဝန်တွေနားမလဲတာလည်းကျွန်တော်ကြုံရတယ်အဲ့ဒီအချိန်မှာကျွန်တော်ဂျားထဲမှာဒီပွင့်လင်းဝင်ခံ AI တွေ Google လည်းသုံးခဲ့ရတယ်ဆရာဝန်တွေရဲ့အကူအညီလည်းယူခဲ့ရတယ်အဲ့တော့ medical sense တွေပါကျွန်တော်မှာပေါင်းပြီးတော့မှကျွန်တော်ဒီချက်လက်တွေသူတို့ရှိကနားလဲခွင့်ရခဲ့တာဖြစ်တယ်အဲ့ဒီ body weighter တွေဘယ်လောက် specialist ဆန်လွန်းတယ်ဒီ hormone ဘိုင်းတွေ steroid ဘိုင်းတွေ body ဘိုင်းတွေ nutrition ဘိုင်းတွေဘယ်လောက်ထိကျွမ်းလွန်းတယ်ဆိုတာကျွန်တော်အဲ့မှာမြင်ခဲ့ရတယ်ဆိုတော့တကယ် real world protocol လို့ခေါ်တဲ့လက်တွေ့ဘဝရဲ့သုံးပုံဆွဲပုံလုပ်ပုံကိုင်ပုံတွေကိုတကယ် process တွေပဲနားလည်နိုင်တယ်ဆိုတော့ကျွန်တော်ဒီမှာ message ပေးခြင်းတယ်နောက်တစ်ခုအနေနဲ့ PCA တို့ IFBB တို့ဒီဟာလောက်နဲ့ကျွန်တော်ကိုလာပြီးတော့မတိုက်ခိုက်နဲ့ကျွန်တော်ပြောချင်တာကပြန်ပြောချင်ပြောလို့ရတယ်ကြိုက်တဲ့အကြောင်းကိုဆွေးနွေးလို့ရတယ် steroid တွေ nutrition တွေ diet တွေ training တွေကြိုက်တာကိုဆွေးနွေးလို့ရတယ်ကျွန်တော်ပြန်ပွဲမပြိုင်ဘူးဆိုတာဒီမပြိုင်ခြင်းလို့မပြိုင်တာဖြစ်တယ်ဒီအကြောင်းတွေကို sharing လုပ်ရှင်လို့လေ့လာခြင်းလို့ကျွန်တော်ဒီမှာအားစိုက်ထားတာဖြစ်တယ်ပြိုင်ပွဲပြိုင်နေတဲ့လူတွေဒါတွေမလေ့လာနိုင်ဘူးဆိုတာကျွန်တော်သိတယ်ကျွန်တော်ကိုယ်တိုင်လည်းပြိုင်ပွဲတွေပြိုင်ခဲ့ဘူးတယ်စုရရခဲ့ဘူးတယ်ဒါပေမဲ့ဒီဟာတွေလေ့လာမှုတိုင်းမှာအားနည်းသွားတယ်ကျွန်တော်ဒီဓာတ်တွေကိုပူသိကျင်သေးတယ်အဲ့တော့ကိုကျွန်တော်ဒီဘက်ကပြိုင်ပွဲတွေကိုရက်ထားတယ်ဆက်မပြိုင်ဘူး client တွေကို train နေကျွန်တော် body transformation coach တယောက်အနေနဲ့ body transformation တွေအများကြီးလုပ်ပေးတယ်ကျွန်တော် gym တွေဖွင့်ထားတယ်ဒီဘက်ကပညာတွေကိုဆက်လေ့လာတယ်အဲ့ဒီအတွက်ကျွန်တော်ပြိုင်ပွဲတွေကိုရက်ထားတာဖြစ်တယ်အဲ့တော့ပညာချင်းရှင်ချင်းချိန်မြွေးလာဆွေးနွေးလို့ရတယ်ကျွန်တော် positive vibe နဲ့ဆွေးနွေးလို့ရတယ်လို့ကျွန်တော်ရှေ့ဗီဒီယိုတွေမှာလည်းပြောခဲ့ပူတယ်ဒီဗီဒီယိုမှာလည်းထပ်ပြောမယ်အဲ့ဒီအတွက်ကိုဆွေးနွေးချင်တာရှိရင်တိုင်ပင်ချင်တာရှိရင်ညင်းညင်းခုန်ချင်တာရှိရင်လာခဲ့ဖို့ဖိတ်ခေါ်တယ်အားလုံးကိုကျေးဇူးတင်ပါတယ်